ယထာတန်လန်းပေါ်ကထူးဆန်းသောအထွေပြက်ကျွန်တော်ဘဝရဲ့အချိန်အတော်များများကိုယထာဇက်ခေါင်းကြီးရဲ့တန်မဏိကိုယ်တွေကြားမှာပဲကုံဆုံးခဲ့ရတာပါကျွန်တော်အဘိုးကဘူရာယုံမှာအလုပ်လုပ်တဲ့မိခလုတ်တွေစာရွက်စာတမ်းတွေကင်တွယ်ရတယ်လို့တုံးအားတဲ့ရင်မောင်းတွေကိုလည်းအမြဲအော်ဟစ်နေတတ်တာဒါပေမဲ့ကျွန်တော်ကတော့အဘိုးနဲ့မတူပဲတခြားလမ်းကိုရွေးခဲ့တယ်ကျွန်တော်ကယထာမောင်းနဲ့သူဖြစ်ချင်းခဲ့တာအမောင်းထဲမှာကားတွဲပေါင်း100လောက်ကိုနောက်ကနေဆွဲပြီးလင့်ပါတွားရတဲ့ခံချက်မျိုးကိုသဘောကျခဲ့တာပါ1990ပြည့်လွန်နှစ်တွေမှာကျွန်တော်စပြီးအလုပ်ဝင်ခဲ့တယ်အဲ့ဒီတုန်းကအဖွက်သား9ယောက်လောက်ပါတတ်ပြီးတခါတလေဒီတယ်လဲပို့တတ်ပါတယ်2000ခုနှစ်အစောပိုင်းရောက်တော့ corporate ရဲ့လုပ်ငန်းခွင်ထိရောက်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာအလိုလျောက်စနစ်တွေတုံးပြီးအဖွက်သား3ယောက်အထိရှော့ချခဲ့တယ်အခုခေတ်မှာတော့စက်ရုပ်တွေရဲ့အကူအညီနဲ့လူ2ယောက်ပဲပါပါတော့တယ်အဲ့ဒီနေ့ကစောင်းရတီမှာကော်လိုရာဒိုပြည်နယ်ကိုဖြတ်ပြီးမောင်းနေတာပါကျွန်တော်တို့နောက်မှာမွေတကောင်လိုရှည်လျားတဲ့ယထာတွဲကြီးတွေကိုဆွဲပြီးနိုင်လန်တဝန့်ကိုဖြတ်တန်းနေချိန်မှာဘူရာယုံတွေကလည်းတကယ်ဘူရာယုံလေးနဲ့မတူပဲအစွန်းထင်းလေးတွေလိုပဲမြင်ရတယ်လူသူကင်းမဲ့ပြီးယထာတန်လန်းကခွဲလို့ဘာမှမရှိတဲ့အဲ့ဒီလိုနေရာမျိုးတွေမှာအင်ဂျီမရှိမီးရောင်မရှိပဲနှင်းတွေတောင်ကုန်းတွေနဲ့အစုံမဲ့မောင်မိုက်မှုတွေပဲရှိတာပါကျွန်တော်နဲ့အတူအင်ဂျင်နီယာ Rick ရဲ့ဒုတိယအင်ဂျင်ကိုမောင်းနေတဲ့ Taurus ရဲ့ပါလာပါတယ်သူတို့ကလူကောင်းတွေပါကျွန်တော်တို့အတူတူအလုပ်လုပ်လာတာကြားပြီဆိုတော့စကားအများကြီးပြောစရာမလိုပဲတယောက်အကျင့်ကိုတယောက်သိနေကြပြီတခုခုမှားယွင်းနေပြီဆိုရင်လည်းဘလို့တုံ့ပြန်ရမလဲဆိုတာချက်ချင်းသိတယ်မသိတဲ့သူနဲ့အတူမောင်းရရင်တော့တခုခုမှားမလားဆိုပြီးအမြဲစောင့်ကြည့်နေရလို့ဆက်တစ်ခုလုံးလမ်းချော်သွားတယ်လို့နေခိုင်းတတ်ပါတယ်အဲ့ဒီညကိုကျွန်တော်ကောင်းကောင်းမှတ်မိနေသေးတယ်ယထာခန်းထဲမှာအပူပေးဆက်ကတဝက်ပဲအလုပ်လုပ်တော့တစ်ဖက်ကအေးပြီးတစ်ဖက်ကနွေးနေတယ်ပဒင်းပေါက်အပြင်ဘက်မှာတော့နှင်းတွေကဆက်ကူစတွေလိုလွင့်ပြန်ကျနေတာအပြင်ဘက်ကအရန်အေးလွန်းလို့ပဒင်းပေါက်ကနေခေါင်းပြူကြည့်လိုက်ရင်သွားတွေတောင်တုံသွားလိမ့်မယ်မောင်းလာပြီး3နာရီလောက်မှာထူးဆန်းကတစ်ခုကိုစမြင်ရတယ်ကျွန်တော်မှန်ပြောင်းတဲ့ရှေ့ကတန်လန်းကိုကြည့်လိုက်တော့မီးအောင်တွေကြားမှာမောင်မိုက်တဲ့အရာတစ်ခုကိုမြင်လိုက်တယ်အစာပိုင်းမှာတော့ကိုယိုတီဝင်းဘိုလိုတကောင်ကောင်ဒါမှမဟုတ်တရိษံတစ်ခုခုလိုထင်ခဲ့ပြီးမြဲအနားရောက်သွားတော့သွေးတွေကိုမြင်လိုက်တယ်လက်လက်ဆက်ဆက်သွေးတွေကတန်လန်းကြားမှာအိုင်နေတာကျွန်တော်ရေဒီယိုကနေ Taurus ကိုလမ်းပေးလိုက်တယ် Taurus မင်းတန်လန်းပေါ်ကသွေးတွေကိုမြင်လားလို့သူကလည်းမြင်တယ်အများကြီးပဲလို့ပြန်ဖြေတယ် Rick ကတော့တမင်တကောင်ကောင်ဖြစ်မှာပါလို့ပြောပေမဲ့သွေးလိုင်းချောင်းကပိုပိုကြီးလာပြီးအဆက်တွေမဟုတ်တော့ပဲနှင်းပေါ်မှာမြောင်းတစ်ခုလိုဆက်တိုက်ဖြစ်နေတာရှေ့ဆက်ကြည့်လိုက်တော့နှင်းထဲမှာစောင်းရသည်ဝစ်ပါကအင်ဂျီတစ်ထည်ကိုတွေ့လိုက်တယ်အင်ဂျီတစ်ခုလုံးသွေးတွေနဲ့ရွှဲနေတာကျွန်တော်ချက်ချင်းဗဟန်ထင်းရှုပ်ရဲ့ဌာနကိုဖုံးဆက်ပြီးအကြောင်းကြားလိုက်တယ်သူတို့က Sheriff ရဲရုံးကိုအကြောင်းကြားထားတယ်ဆက်ကြည့်ပါအောင်လို့ပြန်ပြောတယ်ကျွန်တော်စိတ်ထဲမှာတော့ယထာတွဲကြီးကကျွန့်သွားသူလိုခံစားရပြီးနေခိုက်တက်လာတယ်ခဏနေတော့ခြေအိုက်တွေတီးရှပ်တွေထပ်တွေ့ပြန်တယ် Taurus ကတမင်တွေကအဝတ်စားတွေချွတ်တက်လို့လားလို့ရေဒီယိုကနေနောက်ပြောက်သူလိုနဲ့လမ်းမေးတယ်ဒါပေမဲ့ဘသူမှရည်နိုင်ကြဘူးအဝတ်စားတွေကသွေးတွေနဲ့ရွှဲ့နေသလိုဆေးဘက်ဆိုင်ရာပတ်တီးတွေဂွန်းစတွေပါတန်လန်းပေါ်မှာပြန်ကျဲနေတာဒါတရိရှန်တစ်ခုခုကြောင့်မဟုတ်ပဲလူတယောက်ယောက်ကြောင့်ဆိုတာသေချာနေပြီယထာကကိုယ်တစ်ခုကိုရောက်တော့ကြောက်ဆောင်ကြီးတစ်ခုပေါ်မှာလူတယောက်ထိုင်နေတာကိုမြင်လိုက်တယ်သူကကြောက်ဆောင်ကိုမှီပြီးအေးဆေးဆေး cigarette တောက်နေတာအင်ဂျီမပါတော့ပဲသူ့လက်မောင်းမှာပတ်တီးတွေပတ်ထားတယ်ပတ်တီးကြားကနေသွေးသီးတွေကထော်နေတွန်းကြသူကကျွန်တော်တို့ကိုမြင်တော့ထိတ်လန့်သွားတာမျိုးအကူကြီးတောင်းတာမျိုးမရှိပဲပေါ့ပပလေးလက်ပြနှုတ်ဆက်လိုက်တယ်ကျွန်တော်တို့ယထာဖြတ်သွားချိန်မှာသူ့မျက်လုံးတွေကကျွန်တော်တို့ကိုစိုက်မိကြည့်နေတော့ကျွန်တော်ဗဟန်ကိုထပ်အကြောင်းကြားလိုက်တယ်တန်ညာရနေကလူတယောက်ကိုတွေ့တယ်တတိရှိတယ်အရေးပေါ်ရက်ပြရမလားလို့မေးတော့လမ်းရှင်းရင်ဆက်သွားပါလို့ပဲညွှန်ကြားချက်ရတယ်ကျွန်တော်တို့အားလုံးတိတ်ဆိတ်သွားကြတယ်သူကမင်းကိုလက်ပြနှုတ်ဆက်လိုက်တာလားလို့ Taurus ကတအံ့ဩနဲ့မေးတယ်လို့ပဲကျွန်တော်ပြန်ဖြေနိုင်ခဲ့တယ်ကျွန်တော်တို့ကဆရာဝန်တွေမဟုတ်ဘူးသွေးထွက်လွန်နေတဲ့လူစိန်တယောက်အတွက်လည်းဘာမှပြင်ဆင်ထားခဲ့တာမဟုတ်ဘူးနောက်ပိုင်းမှာ Sheriff ရဲ့အရင်ခန့်မှာသွေးကွက်တွေနဲ့အဝတ်စားတွေကိုတွေ့ပေမဲ့အဲ့ဒီလူကိုတော့ရှာမတွေ့တော့ဘူးလို့သိရတယ်ရဲတွေမရောက်ခင်သူကထွက်သွားတာထင်နိုင်တယ်ဒါမှမဟုတ်တခြားနေရာကိုကူးသွားတာလည်းထင်နိုင်တယ်ဒါပေမဲ့ကျွန်တော်အတွက်တော့ဒါကအပြေမရှိတဲ့ပို့စာတပူလူပါပဲလူတယောက်ကဘာလို့ဒီလောက်အေးတဲ့ရာသီဥတုမှာဒဏ်ရာတွေနဲ့အဝတ်စားတွေချွတ်ပြစ်ပြီးအေးဆေးဆေးထိုင်ဆောင်နေရတာလေအဲ့ဒီနောက်ပိုင်းအဲ့ဒီနေရာကိုဖြတ်သွားရင်ကျွန်တော်အဲ့ဒီကြောက်ဆောင်ကိုအမြဲကြည့်မိတယ်ဘသူမှမရှိတော့ပေမဲ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီအဲ့ဒီလူကဘသူလဲဘာတွေဖြစ်ခဲ့တာလဲဆိုလားဘသူမှမသိနိုင်တော့ပေမဲ့ကျွန်တော်အတွက်တော့မေ့လို့မရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပါပဲ